အားလုံးမင်္ဂလာပါကျွန်တော်တို့ကုတူရပါဒီနေ့ပြောပြခြင်းတဲ့အကြောင်းအရာကတော့အတအမခံမှာအကျုံးဝင်တဲ့ချက်တွေတဲ့တစ်ချက်ဖြစ်တဲ့ယာဇဝမှုကျူးလွန်ခြင်းယာဇဝမှုကျူးလွန်ခြင်းဆိုတဲ့အပိုင်းမှာကိုဒီယာဇဝမှုကိုဖောက်ဖျက်တဲ့အပြုမှုတစ်ခုခုပေါ့ဥပမာတရားတိုက်တယ်သို့မဟုတ်ကပိုင်းနိုင်တယ်သို့မဟုတ်အုပ်စုဖွဲ့ပြီးလူရက်တာမျိုးအဲ့လိုမျိုးတွေဖြစ်တဲ့အချိန်မှာအောက်ကခံရတဲ့သူကပြန်ခုခံလို့ပဲဖြစ်ဖြစ်ရဲတာဖမ်းလို့ရဲရအဲ့ဒီတော့မှကိုပြစ်လိုက်တယ်ထိသွားတယ်အဲ့လိုရာဇဝမှုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲဆိုရင်တော့အကျုံးမဝင်ပါဘူးခင်ဗျပြီးရင်ကိုကနေပြီးတော့မှရာဇဝမှုကျူးလွန်တယ်ခုခံတာလည်းမဟုတ်ဘူးပြီးတော့မှတည်တံချမှတ်ခံရအဲ့လိုတည်တံချမှတ်ခံနိုင်ငံတော်ချတဲ့တည်တံကြောင့်ဆိုရင်လေအာမခံအကျုံးမဝင်ပါဘူးခင်ဗျညှောက်ပေးခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်